မင်္ဂလာပါမစ်တီဆိုင်အေးတင်တဲ့အနေကျိုးဆိုပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကဒီမိုကာပေါ့တွေမှာတွေ့ရတဲ့ရေပန်းထွက်တာတို့ရေမထွက်ခြင်းထွက်နေတာတို့အဲ့လိုမျိုးအခုပြထားတဲ့ဗီဒီယိုတွေကလိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တာဆိုရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြမှာဖြစ်ပါတယ်ဒီနီလန်လေးကဒီကျွန်တော်လာမိတဲ့3-4ယောက်ကိုဒီတိုင်းလေးလှုပ်ပေးလိုက်တာအဆင်ပြေသွားကြတယ်ပေါ့နော်အဲကြောင့်မို့ဒီနီလန်လေးကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အဲ့ဒီမိုကာပေါ့မှာရေပန်းထွက်တယ်ဆိုတာကအခြေအနေတွေအခြေအနေတွေအများကြီးရှိတယ်တခြားအကြောင်းအရာတွေလည်းရှိတယ်ပေါ့နော်သူကဒီဆီလီကွန်ဒါလေးကမာကလောက်ဖြစ်နေပြီဆိုလို့ရှိရင်ဒီလိုမျိုးအုပ်တဲ့နေရာမှာဒါလေမလုံးတော့ဘူးပေါ့နော်လေမလုံးတော့မျိုးနည်းနည်းလေးတွန့်သွားတာတော့ဟနေတာတော့အဲ့လိုမျိုးဆိုရင်လည်းလေမလုံးအဲ့လိုမျိုးလည်းဖြစ်တတ်တယ်ပြီးရင်သူကဒါလေးဒီလိုလေးထားရတာเนาะဒီလိုလေးထားရတဲ့နေရာမှာဒီကြားထဲမှာကော်ဖီအမှုန့်နေရှိနေတယ်ဆိုရင်လည်းလိမ်မလုံတာဖြစ်တတ်တယ်အဲ့လိုမျိုးဆိုရင်လည်းရေပန်းထွက်တာစောင့်ပြီးတော့ထွက်တာအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဆီလီကွန်လေးကလည်းပြောပြပေါင်းဖြစ်ရမယ်သူတို့ကော်ဖီဖြော်တော့မယ်ဆိုတာတန်ရှင်းရေးတခြားလောက်မယ်ခုကတော့ဒီဘေးကိုတိတ်ပတ်တဲ့နီးလေးနဲ့ပြပေးမှာဖြစ်ပါတယ်ဒီကောင်က pressure လေးမလုံးတော့ဖျားကိုမထိန်နိုင်ဘူးဖြစ်နေတာပေါ့နော်ဒီနေရာတွေကနေလေတွေထွက်တယ်အဲ့လိုမျိုးတွေထွက်တယ်အဲ့တော့ဒီဟာလေးကိုလေးလုံးအောင်ဒီလိုမျိုးရေးတိတ်လေးနဲ့ပိတ်ပြီးတော့တုံးပါပေါ့နော်ရေးတိတ်လေးနဲ့ဘယ်လိုပိတ်ရမလဲဆိုတော့ဒီရေးတိတ်ကတုံးလို့ရတယ်ဆိုတာကဒီ coffee ဖရဲနေရာမှာအနံ့ရတာပြောင်းလဲတာမရှိဘူးအနေမရှိဘူးပေါ့နော်ဒါသုံးလို့ရတယ်ဒီကောင်ရဲ့အရေးပြောမှတ်ကအခုချိန်200ကျော်တယ်နော်အခုချိန်200ကျော်တယ်coffee ကိုအနံ့ရတာပြောင်းတာမျိုးမရှိဘူးပေါ့နော် coffee ဆိုတာကအခုချိန်100ဆိုရင်ရေးဆိုတာဆိုတော့ဒီကောင်ကအနေမရှိဘူးသုံးလို့ရတယ်ဒီကောင်လေးကိုဒီလိုမျိုးလေးပတ်ရမှာဒီတိတ်ကလည်း site အကြီးအသေးရှိရနော်အကြီးတွေဆိုရင်အဆင်မပြေဘူးဒီ site အသေးဆုံးလေးပဲဒီ site အသေးဆုံးလေးသုံးမှရမှာအကြီးဆိုရင်အထူးကြီးဖြစ်သွားမှာနော်ဒါလေးကိုနှစ်ပတ်တိတိပတ်ရမှာဒီမှာတစ်ပတ်နော်ဒီမှာဒီနေ့စတစ်ပတ်ရှိပြီဒီမှာဆိုနှစ်ပတ်ပြည့်ပြီဆိုအဲ့ရောဒီလိုလေးဖြစ်သွားတယ်အဲ့လေးကိုဒီအပေါ်တွန်းတင်မှာလိမ့်သွားအောင်လို့ပေါ့နော်ဝါရှာသဘောမျိုးလေးဖြစ်သွားအောင်တကယ်တော့ဝါရှာခဏပါပဲလေးလောအောင်လို့တခါပတ်ပြီးတော့ရင်ဒီကောင်ကတလလောက်တော့ AC သုံးလို့ရတယ်ခဏပတ်စရာမလိုဘူးเนาะကျွန်တော်ဒါခုနကပြကိုဖြုတ်လိုက်တာအရင်ကပတ်တဲ့အဲ့လိုမျိုးပတ်ပြီးသုံးနေရပါတော့ဒီလိုမျိုးဖြစ်တာကဒီမိုကာပေါ့brand တွေလည်းမဆိုင်ဘူးဗျတချို့နာမည်ကြီး brand တွေ BLT တွေဘင်ကိုတွေမှာလည်းဒီလိုမျိုးဖြစ်တတ်တယ်YouTube မှာရှာကြည့်လို့ရတယ်ဒါလေဒီလုံနည်းကလည်းဒါ YouTube ကတွေ့ရပါတော့ YouTube ကတွေ့ရလေကိုပြန်ပြီးတော့ပြောပြပေးရပါအခန်းလေးကိုလိုမျိုးဝါရှာသဘောမျိုးလေးဖြစ်သွားအောင်တော်လေးတွန်းတင်လိုက်ရပြီကိုယ်တွေပါကက်စရာမလုံးတော့ဒီလိုလေးပဲโอเคဒီလိုမျိုးကြက်လေးဖြစ်သွားပြီတွေ့လားဟိုရင်ချောင်းကလိုက်နဲ့အဲ့ကောင်ဆိုရင်လေးရမလုံး
โอเคလိုမျိုးလေးဖြစ်သွားပြီဆိုတော့ copy လေးစမ်းဖြောကြည့်မယ်16ထိထည့်မယ်ဗျာအေးဖြောင်းပါဆို16ထည့်copy မုံက16 gram ဒီမှာနော်ဒီမှာဒါလေးပတ်ထားနော်โอเคဒါလေးကိုရင်နှွေးထည့်မယ်ပြီးတော့ filter လေးခံမယ်ဟောထွက်လာပါပြီခြေနေရတော့အဲ့လိုမျိုးလေးဖြစ်သွားပါပြီရေးတိတ်လေးပေါ့နော်ဒီရေးတိတ်လေးနဲ့တချို့လေတေကွန်းတွေပါလေးပတ်တာတွေ့တေကွန်းကတော့အားမပေးဘူးဗျာသုံးမဲ့သုံးဒလိုအားလေးပဲသုံးကြည့်နော်ဒါလေးသုံးရတာ flow လေးမှန်သွားပါပြီဒါလေးကတော့စရောင်းတော့ကျွန်တော်ရောင်းတဲ့မိုကာပေါ်လေးပေါ့ဒါ150 ml အဲ့တုန်းကတော့2000ကျော်လောက်ပဲရှိရโอเคဒီနေ့ကတော့ဒါလေးပြချင်တာပါ